မြမအနုပညာမြမအနုပညာစေလာမပြည့်ရအောင်ပါဒီကစေပါမြမအနုပညာတပည့်တခေကောအသွင်တက်တာအမြင်တက်တာရွေးလာချေရွေးတိုင်းပြည်နဲ့မိဘအပေါင်းတို့ရဲ့အပင်မြောင်စားအဆိုင်မောအပြုံးမင်းသားလေးဆိုင်ရမိုးရေကဒါကျိုးမြန်မာပြည်ကြောက်စုဟုတ်ကဲ့နော်အခန်းဆိုင်မှာဆိုလည်းမလျော့စရာဘူးဟုတ်ကဲ့ကျွန်တော်တို့လူရှင်တော်ကြီးတွေကိုကြီးတွေကလည်းနောက်ထအနေနဲ့တက်ကြွစားအလုပ်သဘောရမဟုတ်ဘဲနဲ့စိတ်စေတနာပြည့်နေဒီခက်ကြတော့ကျွန်တော်နာမည်တစ်ခုရတယ်ဗျာဟုတ်ကဲ့အခုနေရာမှာကျွန်တော်ဆိုင်ရင်မို့တယောက်တည်းနာမည်ရတာမဟုတ်ဘူးရော်သားကျော်ကိုကျော်စုရနဲ့ DY ဆရာကြီးလေးအောင်ဖြိုးမင်းတဲ့တို့အကုန်လုံးတစ်ဆက်ဖွဲ့တစ်ခုလုံးကျွန်တော်တို့စီးလုံးညီညာအောင်ကြောင်းပြပါဗျာမှန်ပါဗျာဒါကြောင့်မလို့အားလုံးရဲ့မေတ္တာခံယူပြီးတော့သတ်ဆက်ရင်မို့လေးကြောက်လာတဲ့မင်းပရိသတ်အပေါင်းကျမ်းမာကြပါစေကြောင်းချမ်းသာကြပါစေကြောင်းဆုတောင်းမေတ္တာပို့တာရင်းနဲ့သတ်ဆက်ရင်မို့สุริตาตา